Hello ဒီနေ့မှာဒီချက်က Phonics Group 1မှာပါဝင်တဲ့ letter A လေးရဲ့ sound လေးကိုသင်ပေးမယ်နော်အရင်ဗီဒီယိုမှာတော့ဒီ letter A လေးရဲ့ action sign အနေနဲ့ sound လေးကိုသင်ပြီးသွားပြီသူရဲ့ art ဆိုတဲ့အတန်လေးနဲ့ story လေးကိုလည်းဒီချက်ပြောပြီးသွားပြီဖြစ်တဲ့အကြောင်းမလို့ဒီဗီဒီယိုလေးမှာတော့ letter A ရဲ့ sound လေးကိုဒီချက်သင်ပေးမယ်နော်အဲ့တော့ပထမဦးဆုံး action sign လေးကနော်ပရွက်စိတ်လေးကိုခါချနေတဲ့ပုံလေးသူရဲ့ sound လေးကโอเคဒါဆိုရင်ဒီချက်က sound လေးကိုတန်စင်လေးနဲ့မဆိုခင်အရင်တစ်ခေါက်ဆိုပြမယ်နော်ဟေးS O M S O M S O M because of me alarm နော်သူကသူ့ရဲ့လက်မောင်းပေါ်မှာအန်နီလေးကသူ့ရဲ့လက်မောင်းပေါ်မှာတက်နေတယ်ပရွက်စိတ်လေးကိုခါချနေတယ်ပရွက်စိတ်လေးကသူ့ကိုကိုက်နေတယ်ဆိုတာကိုသူကတချင်းလေးဆိုထားတာပေါ့နော်တချင်းလေးနဲ့ပြန်ပြီးတော့တာရီလိုမှတ်မိလွယ်အောင်လို့ပြန်ပြီးတော့ပြောပြထားတာပေါ့နော်အဲ့တော့ဒီကျတို့ကတန်စင်လေးနဲ့အတူတူဒီ letter A ရဲ့ sound လေးကို action လေးပါလုပ်ပြီးတော့ဆိုကြည့်မယ်နော် Okay let's start Ant. S O M S O M S O M because of me alarm Okay ဒါဆိုရင် letter A လေးရဲ့ action sign လေးရော sound လေးရော story လေးရောပြီးတော့ sound လေးပေါ့နော်ဒါလေးအကုန်လုံးကိုရပါပြီလို့ထင်ပါတယ်ဒီချက်ကနောက်ဗီဒီယိုမှာ letter A လေးနဲ့ပတ်သက်တဲ့ vocabulary လေးတွေကိုဆက်ပြီးတော့သင်ပေးမယ်နော် bye bye